ဘာသဘင်ခန္ဓာကိုရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပရမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေ့တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျက်တိထဘွယ်50အစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြုတ်ကိုအထုတော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖျားစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောသာသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်ပြီကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ချမ်းသာမှကိုယ်ချမ်းသာမည်စိတ်ချမ်းသာမှုနဲ့ချမ်းသာမှုဆိုတာဆက်ဆက်ပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားရဲ့ဒေသနာတော်တွေအရာလည်းပဲဆက်ဆက်မှုရှိကြရုပ်ခန္ဓာကိုယ်ကြီးကကံကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်ဥရုကြောင့်ဖြစ်တယ်အာဟာရကြောင့်ဖြစ်တယ်လူတိုင်းမှာကံစိတ်ဥတုအာဟာရလို့ဆိုတဲ့အကြောင်း၄ပါးကိုအခြေခံပြီးတော့ဖြစ်ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးကိုရထားကြကံဆိုတာကတော့အတိတ်နဲ့ပဲသက်ဆိုင်တယ်ပေါ့ဥတုတို့အာဟာရတို့ဆိုတာလဲဥပနိဒေယတတ္တိနဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုအနေနဲ့ကျေစုပြုနေတာအမြဲတမ်းဆက်ဆက်ပြီးထိတွေ့နေတာကတော့စိတ်ပဲလူတွေရဲ့စိတ်မှာလေ့လာသုံးသပ်ပြီးတော့ကြည့်လို့ရှိရင်လောကလူတွေဟာစိတ်ချမ်းသာမှုကများသလားစိတ်ဆင်းရဲမှုကများသလားလောကမှာဘဝတစ်ခုရလာတယ်ဆိုရင်အ ਨੇ ဆုံးပူပန်ကြောင်းကြရမှုဆိုတာတွေရှိတယ်ပေါ့နော်အဲ့တော့စိတ်နဲ့ပတ်သက်လာလို့ရှိရင်တော့ပုရုဇဉ်တ attva တွေမှာအဖြစ်များတဲ့သဘောတရားကတော့ကိလေသာလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေပဲဖြစ်တယ်အကိလေသာဆိုတဲ့စိတ်အညစ်အကြေးတွေကသူတို့ကိလေသာလို့ဘာကြောင့်ခေါ်တာတုံးဆိုလို့ရှိရင်စိတ်ကိုနှိပ်စက်နေတဲ့အရာတွေသို့မဟုတ်စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်နေတဲ့အရာတွေသို့မဟုတ်စိတ်ကိုပူအောင်လုပ်နေတဲ့အရာတွေဆိုလူတွေမှာတို့တော့စိတ်ပူစရာမရှိဘူးလို့ပြောကြပေမဲ့လို့
လောဘဖြစ်ရင်စိတ်ပူနေတာပဲဒေါသဖြစ်ရင်လည်းစိတ်ပူတာပဲမာနတွေဖြစ်ရင်လည်းစိတ်ပူအဲ့တော့ကိလေသာမကင်းတဲ့ပုဂ္ဂိုလ်တွေကစိတ်မပူဘူးတို့နှလုံးစိတ်နှလုံးအေးချမ်းတယ်ဆိုတာဒီလိုပြောနေကြတာစိတ်ပူမှန်းမသိပဲနဲ့ပြောနေတာဒါကြောင့်မလို့စိတ်ပူပန်မှုနဲ့စိတ်အေးချမ်းမှုရဲ့အဓိပ္ပာယ်ဟာတဘာဝကြကြစဉ်းစားကြည့်မယ်ဆိုရင်ကိလေသာကင်းတဲ့စိတ်ကသာလျှင်အေးချမ်းတဲ့စိတ်ဖြစ်တယ်ကိလေသာရှိနေတဲ့စိတ်ကအေးချမ်းတဲ့စိတ်ဘယ်လိုမှမဖြစ်နိုင်လူတွေကပြောနေကြလင့်ကစားစိတ်ထဲမှာကိလေသာဆိုတဲ့အပူတွေကရှိတယ်အခုပြောတော့ကြမဲ့အခုပြုံးတော့ကြမဲ့ကြတဲ့အနေအထားမျိုးရှိတယ်လေဒါကြောင့်မို့စိတ်နဲ့ပတ်သက်ပြီးတော့ကြည့်လူတွေမှာ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေအမှန်တမ်းများတယ်ဒီကနေ့ခေတ်ဆိုပိုများတာပေါ့ဘာဖြစ်လို့လဲဆိုရင်လူချင်းစရာတွေကအလွန်များလာရုပ်ပစ္စည်းဝတ္ထုတွေကအလွန်များတော့လူချင်းမှုဆိုတာလည်းအတော်မတတ်နိုင်အောင်ဖြစ်လာလူချင်းစရာတွေကမဆုံးနိုင်အောင်ဖြစ်သည့်အတွက်ကြောင့်လူချင်းမှုဆိုတာလည်းဆုံးနိုင်မှာမဟုတ်ဘူးဒီကနေ့ခေတ်မှာပိုးပြီးတော့ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာတွေကလူချင်းစရာတွေကတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးအသည့်အဆန်းတွေပေါ်တယ်လူတွေရဲ့စိတ်ကလည်းပဲအမြဲတမ်းအဟောင်းနဲ့အသည့်ဆိုရင်အသည့်ကိုပဲမမောကြတယ်ပေါ့ဒါမို့လူတွေရဲ့သဘာဝဟာအသည့်ကိုသာလင်းတန်ဖိုးထားပြီးတော့အသည့်ကိုသာလူချင်းနေကြတာဟာအဲ့တော့လူတွေရဲ့လောဘဆိုတာယတ္တမို့ဆိုတာမတန်ခဲလောဘရှိနေပြီဆိုလို့ရှိရင်နောက်ကလိုက်လာတာတော့ဒေါသဘာဖြစ်လို့တော့ဆိုလို့ရှိရင်လိုချင်တာရရင်တော့ကျင့်တတ်နေတာပေါ့မရရင်ဒေါသဖြစ်တာပေါ့အဲ့တော့လောဘဖြစ်နေလို့ဒေါသကလည်းနောက်ကပါနေတာဒါထင်ရှားတာနှစ်ခုပဲပြောကျန်တာတွေကလည်းရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့မာနတွေတက်ကြတယ်အဲ့တော့စိတ်ကိုပူလောင်စေတတ်တဲ့ကိလေသာတွေကစိတ်အစဉ်ကိုလွှမ်းမိုးထားတာဖြစ်သောကြောင့်လောကလူတွေကစိတ်ချမ်းသာလိုက်တာလို့ပြောပေမဲ့လို့တကယ်ပြည့်ပြည့်ဝဝစိတ်ချမ်းသာမှုမျိုးမဟုတ်ဘူးဆိုတာနားလည်ကြရမှာပေါ့မြတ်စွာဘုရားတရားတော်အရဆိုရင်တကယ်ကျမ်းမာဖို့ဆိုတာစိတ်ချမ်းသာမှကျမ်းမာနိုင်တယ်ဒါမို့စိတ်ချမ်းသာမှကိုကျမ်းမာအဲ့တော့စိတ်ချမ်းသာအောင်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်ကိုယ်ကာယကျမ်းမာမှုကိုရရှိနိုင်တယ်